အစ္စရေးနိုင်ငံကအီရန်နိုင်ငံအတွင်းရှိပြစ်မှတ်များကိုဒီနေ့စတင်တိုက်ခတ်လိုက်ပြီးတနိုင်ငံလုံးအရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဒီတိုက်ခိုက်မှုဟာအီရန်ဘက်မှဖြစ်လာနိုင်တဲ့ drone နဲ့ ballistic ဒုံးကျည်တိုက်ခိုက်မှုတွေကိုကြိုတင်ကာကွယ်ဖို့လှုံ့ဆော်တာဖြစ်တယ်လို့ဆိုပါတယ်။အစ္စရေးကတ်ကလည်းဒီစစ်စင်ရေးဟာအစ္စရေးနိုင်ငံရဲ့လုံခြုံရေးအကန့်မဖြစ်မနေလှုံ့ဆော်ရတဲ့ခြေလှမ်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အီရန်ဘက်မှလက်တုံပြန်တိုက်ခိုက်လာနိုင်တဲ့အန်တီရဲ့ကြောင့်အစ္စရေးအစိုးရကပြည်သူများကိုဘေးကင်းရတဲ့နေထိုင်ကြရန်တတိပေးထားပါတယ်။ဒီဖြစ်ရဲ့ကြောင့်အရှိအလဲတိုင်းဒေသတွင်စီရေးတင်မမှုများပုံမမြင့်တက်လာနိုင်ပြီးကဘာတဝန်းကစိုးရိမ်စွာစောင့်ကြည့်နေကြပါတယ်။အရှိအလဲပိုင်းဒေသတွင်တင်မမှုများမြင့်တက်လာနေပါတယ်။အီရန်မှပြလွတ်လိုက်သောဒုံးတိများကို UAE မြို့တော်အဘူဒါဘီတွင်ကြားဖြတ်ပစ်ချနိုင်ခဲ့ပြီးလူတအူးတည်ဆုံးနေပါတယ်။ UAE အစိုးရကဒီတိုက်ခိုက်မှုဟာအချက်အချာအာဏာချိုးဖောက်မှုဖြစ်တယ်လို့ပြောကြားပြီးပြန်လည်တုံ့ပြန်မယ်လို့ကြေညာထားပါတယ်။တစ်ချိန်တည်းမှာပဲဂျော်ဒန်ကလည်းသူတို့ဝေဟင်ထဲဝင်လာတဲ့ဒုံးကျည်နှစ်စင်းကိုပစ်ချခဲ့ပြီးဘာရိန်းကလည်းတိုက်ခိုက်မှုကိုပြင်းထန်စွာရှုတ်ချထားပါတယ်။အရှိအလဲပိုင်းဒေသမှာစစ်ရေးတင်းမာမှုပုံမှန်မြင့်တက်လာနိုင်တယ်လို့ခန့်မှန်းနေကြပါတယ်။